ဇလန်းစားမှာလို့လက်ညှိုးတစ်ချောင်းတည်းနဲ့ပင်ကွင်းကိုအနိုင်ပိုင်းဒီတရိတ်ဆိုင်ယုံဟဲ့ခေါင်းဆောင်အသေးဖြစ်လာတဲ့ဖားကြီးအကြောင်းကိုတွေ့ရမှာပါအာနာရလာတာနဲ့မျှဖားကြီးဟာအနိုင်ကျင့်ပိုကြတော့တာပါပဲမြောက်စီကငပြောသီးကိုလူယူတဲ့စင်ကြီးကိုလည်းမတက်နိုင်တဲ့ကျွမ်းထိုးကျွမ်းပြန်အလုပ်တွေကိုအတင်းခိုင်းစေခဲ့ပါတယ်ဖားကြီးတာယာနေတော့မှပဲပင်ကွင်းကဖန်ပူလင်းတစ်လုံးနဲ့ဖားကိုအုပ်လိုက်ပြီးအပေါ်ကနေကြောက်တုံးနဲ့ဖိထားလိုက်ပါတယ်ပင်ကွင်းကတရားမျှတမှုအကြောင်းကြီးညာချက်တွေထုတ်ပြန်နေတော့မှဖားကြီးကအပေါက်ဖောက်ထန်နိုင်မှမသိခဲ့ပါဘူးနောက်ဆုံးတော့ပင်ကွင်းကဒုတိယအကြိမ်ထပ်မံရှုံးနိမ့်သွားခဲ့ရပါတယ်ဒီကြားထဲမှာလီမာကဖားကြီးကိုသူ့ရဲ့လက်အောက်ငယ်သားအဖြစ်သိမ်းသွင်းဖို့ကြိုးစားပေမဲ့ညင်းပယ်ခတ်လိုက်ရပါတယ်ဖားကြီးကလီမာကိုတိုက်ခိုက်မဲ့အရေးကြီးတဲ့အချိန်မှာတော့ပင်ကွင်းကအသစ်တီထွင်းထားတဲ့အကာအကွယ်ဝတ်စုံကြီးဝတ်ပြီးရောက်ရှိလာပါတယ်ဖားကြီးကအစွမ်းကုန်တိုက်ခိုက်ပေမဲ့ပင်ကွင်းကတော့လဲမသွားတော့ပါဘူးဖားကြီးဟာအခြေအနေမဟန်တာနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ပင်ကွင်းရဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒီချိန်မှာပဲဖားကြီးကဝမ်းနဲ့ပန်းနဲ့ရှင်းပြတာကတော့သူဟာတကယ်တော့အစိတ်ရှိတဲ့ဖား Poison Dart Frog တကောင်ဖြစ်နေလို့ဘယ်သူနဲ့မှအထီးတွေမရှိခဲ့ပဲတကယ်တမ်းသူ့လိုချင်တာကနှွေးထွေးတဲ့ဖလဲတကင်ရှိမှုလေးတစ်ခုပါတယ်ဒီဇလန်လေးကအစားပိုင်းမှာပြီးလိန်လိုနဲ့နောက်ဆုံးတော့သနာစရာကောင်းတဲ့ဇာတ်ကောင်းလေးအထိအဆုံးသတ်သွားပါတယ်